နောက်ထပ်မေးခွန်းတစ်ခုကတော့နတ်တွေနဲ့ဂျမာတွေနဲ့ကဘလို့တကိုးရှိပါလဲရှင်ဗျာဘာတွေရောကွာခြားမှုရှိပါလဲရှင်ဗျာနတ်နဲ့ဂျမာနဲ့နတ်နဲ့ဂျမာတွေကအကြောင်းတရားလုံးကြတာချင်းဆိုရင်နတ်ကဒါနနဲ့သီလပဲလုပ်တယ်မှန်ပါဗျာဂျမာကြတော့သမထချင်းစဉ်ဘာဝနာကုသိုလ်ထီအောင်ဆိုတော့မှန်ပါဗျာသူကအသက်ပိုးရှည်တယ်နော်ဘဝမှာအသက်ပိုးရှည်တယ်နတ်တွေတဲ့စာပေါင်းများစွာအသက်ရှည်တယ်ကဘာချီပြီးတော့အသက်ရှည်တယ်မှန်ပါဗျာပြီးတော့အစွမ်းတကူကြတော့လေနတ်တွေတဲ့ပို့ပြီးတော့အစွမ်းတကူကြီးတယ်မှန်ပါဗျာကြီးတယ်ဆိုတာသူ့ရဲ့အရှိန်ဟိုတောက်ပမှုကနတ်တွေတဲ့အဲဆိုအားလုံးနဲ့ပေါ့မှန်ပါဗျာအဲ့တော့တကူလို့ဆိုဒီမှာသူတို့ရဲ့စွမ်းဆောင်မှုကိုပြောတာမှန်ပါဗျာစွမ်းဆောင်မှုကိုပြောတာမှန်ပါဗျာအဲ့တော့သူတို့ကုသိုလ်ကောင်းမှုကလည်းပဲကွာခြားသည့်အတွက်ကြောင့်နတ်တွေရဲ့အစင်လာမှုလှပတဲ့အာယုန်တွေတွေ့ရှိရမှုဒီအတန်တွေကြားရမှုအနံ့တွေရှူရမှုအရသာခံစားရမှုအထီးတွေကောင်းမှုနောက်တစ်ခါဒီအသက်ရှိမှုခွန်အားရှိမှုချမ်းသာမှုစွမ်းကိုဒီရှိရအာယုအနဒုက္ခပလပေါ့နော်မှန်ပါဗျာအဓိပတိယလို့ဆိုရဲအစိုးရမှုအဲ့ဒီအတိုင်းတာတွေကများစွာကွာခြားကြတယ်မှန်ပါဗျာဥပမာမဲ့လူချင်းပြောရမယ်ဆိုလို့ရှိရင်